ရဟန်းတော်တွေကိုရင်နေဆိုရင်တော့ကိုရင်နေမှာဆိုရင်ဒဏ်ထိုက်တယ်ခေါ်တယ်ဦးဇင်းတို့စီမှာတော့ကိုရင်နေကိုဒါပါခေါ်တယ်ဂရုကဒဏ်လို့ခေါ်တယ်နော်ဒါစာထဲမှာတော့ဂရုကဒဏ်လို့အသုံးတော့မရှိဘူးဒါပေမဲ့ဦးဇင်းတို့ကရဟန်းတော်တွေမှာကဒါတန်ခါတစ်အာဘက်တင်တယ်နိရဟန်းတော်ရတန်ခါတစ်အာဘက်တင်တယ်အဲ့တော့အချို့အဲ့ဒါမေးတယ်ကိုရင်နေကောတဲ့အဲ့ဒါအပြစ်တင်မှာမလားကိုရင်နေ10ပါးသီလမှာမပါဘူးပေါ့နော်ကိုရင်နေ10ပါးသီလမပါတော့ကိုရင်နေကအဲ့ဒါအပြစ်မရှိဘူးလို့ကျွန်တော်ထင်ကောင်းထင်နေတာစာထဲမှာပါတယ်လေကိုရင်နေဓာတ်ရိုက်ပြညတ်ထားတာမရှိပေမဲ့ဦးဇင်းတွေရဲ့ဝိနည်းထဲမှာအကုသိုလ်ဖြစ်တဲ့လောကဝိဇ္ဇအာဘက်တွေဆိုတာရှိတယ်အဲ့ဒီအကုသိုလ်ဖြစ်တဲ့အာဘက်တွေဆိုလို့ရှိရင်ကိုရင်နေလည်းလိုက်နာရတယ်အဲ့တော့ကိုရင်မှာအဲ့ဒါဘာအပြစ်ရှိလဲကိုရင်မှာအပြစ်နှမျိုးပဲရှိတယ်လိန်ကြတာနဲ့ဒဏ်ကြတာလိန်ကြတယ်ဆိုတာကအဲ့ဒီအပြစ်ကိုလွန်ကျူးလိုက်လို့ရှိရင်ကိုရင်ကလူထွက်ရတယ်သူပြန်ဆောင်စည်းမယ်ဆိုရင်တော့သူတီလာပြန်ပေးပြီးတော့ကိုရင်ပြန်ဝှက်ခွင့်ရှိတယ်အဲ့ဒါလိန်ကြတယ်လို့ခေါ်တယ်ဒဏ်ကြတယ်ဆိုတာကလူထွက်เสียမလိုဘူးတရားထိုင်တဲ့ဒဏ်လို့ရေခက်တဲ့ဒဏ်လို့ဒဏ်ပေးလိုက်ရင်တီလာပြန်စင်ကြယ်သွားတယ်အဲ့တော့ခုနကတကွေကရာကိစ္စကြတော့သူကဒါဒဏ်ကြတဲ့အထက်မှာပါသွားတာပေါ့နော်အဲကြောင့်ဦးဇင်းတို့ကျောင်းတိုင်းမှာဆိုကလေးတို့ဒါဂရုကဒဏ်လို့ခေါ်တယ်ကိုရင်နေဂရုကဒဏ်ရှိရင်လာလျှောက်ပါလို့ကျွန်တော်ဒဏ်ပေးရတာပေါ့နော်ဂရုကဒဏ်တဲ့ဦးဇင်းနေဆိုတော့တန်ခါတစ်အာဘတ်ပေါ့နော်